ထိတွေ့နေတဲ့အဲ့လိုမျိုးကျွန်တော်တို့တွေပေါ့နော်ကျွန်တော်ဒီစစ်ကြောင်းသားတွေဆိုကျွန်တော်နေ့တွေထိတွေ့နေတဲ့ physical ဘိုင်းရမှာအရန်ကိုရေးပါတယ်ဘယ်လိုရေးပါလဲဆိုတော့လက်ထိရေးပါလဲဆိုတော့ထုံးတဲ့တင်ပဲဆိုတာဒီစစ်တစ်ခုပဲပေါ့နော် emotion ဒါမှမဟုတ် face ကျွန်တော်တို့နားထောင်နေတဲ့ music တွေကျွန်တော်တို့ကြုံတွေ့နေရတဲ့ကျွန်တော်တို့နေ့စဉ်ဘဝမှာအမြဲတမ်းတွေ့နေရတဲ့ music တွေရဲ့ခံစားချက်ပေါ့ emotion ဒါမှမဟုတ် face သူ့ရဲ့မျက်နှာပေါ့အဲ့လိုတင်စားပြီးတော့ပြောလို့ရတယ်။ဘာလို့လဲဆိုရင်ကျွန်တော်တို့တခြင်းတစ်ပုဒ်ကအဲ့လိုထုံးဒါမှမဟုတ်ခါလာပေါ့ခါလာဆိုထုံးတင်ပဲလို့ပြောတာထုံးခါလာကိုပြီးတော့ပုံစံပြောင်းလဲနိုင်တာရှိတယ်။ပုံစံဘယ်လိုပြောင်းလဲနိုင်တာရှိလဲဆိုကျွန်တော်တို့ဟိုဥမာလိုတရားထွက်နေတဲ့ music ဆိုရင်ဒါကျွန်တော်တို့အဓိကသူ့မှာပါနေတဲ့ထုံးကကျွန်တော်တို့ beat တစ်ခုကြားမယ်နောက်ပြီးတော့ define ပေါ့ define form မျိုးဖြစ်တဲ့ beat လို့ beat ကိုကြားမယ်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ acoustic ပုံစံ